အားလုံးပဲမင်္ဂလာပါမနက်ဖြန်73ရက်တောက်ကြနေ့အတွက်ပေါ့မိန်ရတစ်ကွက်ဒူမိန်ရတစ်ကွက်ဒူမိန်ရ3ကွက်အရင်3ကွက်ပေါ့ကြိုက်မှပဲထိုးရအောင်စိုက်တွေကလွဲနေကြတော့အားနာလို့ဒါစိုက်ရှိလို့ပြပြီးတော့ဒီတစ်ပတ်စိုက်တွေကတောက်လျှောက်လွဲနေကြိုက်မိန်တစ်ကွက်ကတော့65အောက်ဒူမိန်ရ6330ရှိမယ်ဒီထဲမှာ60တလုံးကြိုက်ဒီအရင်ထဲမှာဆိုရင်946350အော်ဒီထဲမှာ50တလုံးပြန်ကြနေတယ်ကြိုက်တော့5ကက်နောက်ဆုံးတစ်ကက်ပေါ့ဒီဝါရောင်လေးနဲ့လာထွက်တယ်တောက်ကြနေမနဲ့တောက်ကြနေအဲ့မှာသူက break ကမငါလုံးအပြည့်လုံးရင်တော့ဒီမှာ tip break ကျန်ပါပေါ့အပြည့်ပေးခဲ့ရင်တော့တော့ဒီမှာထိတ်ဆုံးတစ်ကက်မှာ9 break မတလုံးလောက်ဝိုင်း9 break ပြီးတော့နောက်တစ်ပတ်မှာကျတော့နှစ်ပွင့်ရော9နှစ်ပွင့်ရော9 break ပေါ့နောက်တစ်ပတ်ကျတော့9နှစ်ပွင့်ရော5 break နောက်တစ်က9နှစ်ပွင့်ရောတော့3 break ဒါအခုနောက်ဆုံးတစ်ကပဲပေါ့9 break 9 break 5 break 3 break ပြင်အပြည့်ပေးမယ်ဆိုရင်တော့1 break ပေါ့ဒါနောက်ဆုံးတစ်ကအဲ့မှာဒီမှာconnect ထွက်တဲ့ချိန်တနေ့လာအင်္ဂါနေ့လေးလေအထိခွန်တုံးလေးထိရပြောရင်တော့နေ့လေးချိန်ခွန်တုံးချိန်ဒီမှာခွန်နေ့ဆိုတော့နေ့တစ်လုံးထိမယ်အောက်မှာခွန်တစ်လုံးထိမယ်ဒုတိယကက်လေ4-5ထိဆိုရင်4တစ်လုံးထိမယ်3တက်ထိဆိုရင်3တစ်လုံးထိရော43အမဘရိတ်နဲ့ထုတ်ရင်တော့တစ်လုံးစီပဲထွက်အခုတတိယကတ်မှာလည်းမှာခွန်3ညတစ်လုံးထိရမယ်9 4တစ်လုံးထိမယ်ဆို9ထက်ထိမယ်ခွန်3ည3ညထိမယ်အခု4ကတ်မြောက်မှာလဲ9 9တစ်လုံးထိဆို9ထိတယ်9ဆိုလဲ9တစ်လုံးပိုင်မယ်brain နဲ့တွန့်တော့9လေးနဲ့9ရှိမှာ9ရှိဆို9မထီတော့ဘူးတော့9တူနေတော့9တစ်လုံးထိလိုက်ရင်နှစ်ခုလုံးတာဝန်ကြည့်ပါပြီအခုဒီမှာကျတော့နောက်ဆုံးက63နဲ့ထိရမယ်50နဲ့ထိရမယ်အဲ့တော့လောက်အောင်ဆိုရင်93ည36အပီးပေါ့ညကနန်းထုတ်ထားပြီဒီမှာဒီတလုံးပဲပူလာ93ည36ပြီးဆိုဒီ6ကွက်ထွက်မယ်1 2 3 4 5 6ဒီခွန်လေးပဲအပြင်ရတလုံးအဲ့မှာခုနအတိုင်း9 break 9 break 5 break 3 break 1 break 1 break ဆိုဒီအပီးထဲမှာ9336ထဲမှာအပြီးထဲမှာ1 break ရှိအောင်ဆိုတော့96တွေ့ပဲရှိမယ်9665ဒါမှမဟုတ်ဒီconnect ထွက်တဲ့ချိန်9 break ဒီထိစီနှစ်ခွန်3ညအပြီးရိုက်ခွန်စံနေဆိုနှစ်ခွန်3ညအပြီးရိုက်ပါဒုတိယ complete ထွက်တဲ့ချိန်မှာ4-3ဒီထိစီ4-3-6အပီကစားမယ်43ထွက်တယ်တတိယကတ်မှာလဲ5 break ခွန်9-3ညအပီကစားမယ်ဆိုတော့9-3ညထွက်တယ်4ကတ်မြောက်လဲဒီမှာ3 break ထွက်တယ်စီ
994အပီကစားမယ်ဆိုတော့49အဲ့ဆိုရင်အခုဒီဘက်က653ညာအပီအဲ့မှာ tip rate နဲ့တွဲပေးမယ်ဆိုတော့9665ပဲရှိမယ်ဒါမှမဟုတ်ရင်တော့60 50ဒါမှမဟုတ်ဒီတစ်လုံးဒီအပိတ်တစ်လုံးအကြလားနှစ်တစ်လုံးအကြကို brain နဲ့တောင်းတစ်လုံးအကြခွန် brain ငါးတစ်လုံးအကြငါ brain ဒါကိုတစ်လုံးအကြတောင်း brain ဆိုကိုလေးဒါခွန်တစ်လုံးအကြbrace or constantly အရာမှာထည့်လာပြီတိုက်တော့ဒီလေးလုံးထက်အပီးပေါက်ကြိုက်တယ်ကြိုက်တူလည်းကစားကြည့်ပေါ့နောက်ဆုံးနှစ်ချိန်ပဲကျန်တယ်အဲ့တော့73ရက်တောက်ကြနေအတွက်ကမင်းကတော့တစ်ကွက်ပဲ65အားဒူမင်းကတော့60 35 30ပေါ့အဲ့ဒါမှ60တလုံးကြိုက်တယ်အရာတော့ခွန်လေး6350ပါကဲအားလုံးပဲ good luck ပါ